ကျမကတော့ Innovate Solution ကဆုမြတ်ပါမင်္ဂလာပါကျမကတော့ Innovate Solution ကလည်းဖြစ်ပါတယ်ရှင်လုပ်ငန်းတွေမှာ accounting နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး error လေးတွေဖြစ်တာရှိလဲဆိုတာကိုတစ်ချက်လောက်ဆွေးနွေးပေးပါအောင်ပါဟုတ်ကဲ့ပါရှင်ဘယ်လို error တွေဖြစ်တာရှိလဲဆိုတော့ data entry တွေပေါ့နော်မှားပြီးတော့သွင်းမိတဲ့ error တွေနောက်တစ်ခုကကျတော့ omission ပေါ့မိကျန်အမှားတွေ commission error တွေနောက်တစ်ခုကတော့principal error တွေပေါ့နော်ဒီလိုမျိုး error တွေဖြစ်တာတွေရှိတယ်နောက်တစ်ခုကကျတော့ debit credit တွေမကိုက်တဲ့အခါမှာ balance တွေပေါ့နော် balance တွေမှားတဲ့ error တွေဖြစ်တာရှိရယ်နောက်တစ်ခုကကျတော့ float တွေပေါ့နော် float တွေဖြစ်တာတွေရှိပါတယ်ရှင်ဟုတ်ပါအဲ့ဒါဆိုရင်ခုနကအမပြောသွားတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တဲ့ပြဿနာတွေဆိုလို့ရှိရင်ရော Odoo ERP ကနေပြီးတော့ဘယ်လိုမျိုးဖြေရှင်းပေးနိုင်လဲမဟုတ် data entry မှားတဲ့ကိစ္စတွေအတွက်ဆိုလို့ရှိရင်သူကချက်တော့ account တွေကို configure တွေချထားတာဖြစ်တဲ့အတွက်ဒီလိုမျိုး data entry တွေမမှားနိုင်တော့ဘူးနောက်တစ်ခုကကျတော့ source document တွေပါနေတာဖြစ်တဲ့အတွက်ဘယ် invoice ကဘာအတွက်ဆိုတာမျိုးတွေမှားပြီးတော့စီးရင်သွင်းတာမျိုးတွေလုံးဝမဖြစ်နိုင်တော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့ principal တွေပေါ့နော်အဲ့ principal တွေအတွက်ဆိုလို့ရှိရင်လည်းမှားစရာအကြောင်းလည်းမရှိတော့ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ IFRS standard နဲ့အညီ COA တွေကို configure တွေချထားတာလို့ရှားတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးတွေကိုမှားဖို့အတွက်ကအရန်ကို chance ကနေဝါပြီပေါ့နော်နောက်တစ်ခုကကျတော့ valuation တွေ automate journey တွေပေါ့နော်သူ့ရဲ့ related ဖြစ်တဲ့ module တွေအားလုံးကိုချိတ်ဆက်ထားတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်းအကောင့်ဒီဘက်ကိုလေးစား transition တွေစီစဉ်သွားမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ float တွေဖြစ်ဖို့အတွက်ကအရန်ကို chance တွေနေဝတယ်ဘာကြောင့်နေဝရလဲဆိုတော့ asset right တွေသတ်မှတ်ထားတယ်နောက် audit trade တွေပါတယ် loan note တွေပါလာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးကဖြည့်ရှင်းပြီးသားဖြစ်သွားမယ်ပေါ့နော်ဒါကတော့ Odoo ERP ထဲမှာရှိနေတဲ့ accounting module နဲ့သူ့ရဲ့ related ဖြစ်တဲ့ module တွေကိုဆက်ပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်အရန်ကိုအကျိုးကျေးဇူးများသွားမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဒီ Odoo ERP ကိုပေါ့နော်လုပ်ငန်းပိုင်းရဲ့ accounting မှာအသုံးပြုမယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးအားသာချက်တွေရှိနိုင်မလဲမအခုနလိုပေါ့နော်ဒီပေါ့ operation module တွေနဲ့သူက related ဖြစ်ပြီးတော့ automation တွေသွားပြီးတော့ transition တွေစီစဉ်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးအားသာချက်တွေအများကြီးရှိတယ် error prevention တွေကိုကာကွယ်ပြီးသားဖြစ်နေတာမျိုးတွေရှိတယ်ပေါ့နော်ဟုတ်အခုနတော့က error prevention လို့အမပြောလိုက်တဲ့ဟာမှာရှိရလေအဲ့ဒီဟာဘာအတွက်လဲဆိုတော့အမတို့ data entry တွေပေါ့နော်မှားပြီးတော့သွင်းတာမျိုးတွေအဲ့မျိုးတွေဖြစ်ဖို့အတွက်က chance ကလုံးဝနေဝါတယ်ပေါ့နော်အဲ့ဒါတခုရှိမယ်နောက်တစ်ခုကကြတော့အမားတို့ဒီ account mapping တွေအနေ channel တွေနဲ့တွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စည်ရင်မှားသွင်းနေဆိုတဲ့ omission မိကျန်တဲ့အမားတွေနောက်ပြီးတော့ principal အမားတွေပေါ့နော် access account ကုတ်မှာ expand account တွေမှားသွင်းတာမျိုးတွေ liability မှာ income account တွေဒီလိုမျိုးတွေပေါ့နော်ဒါနမူနာလေးပြောပြပေးတာပေါ့နော်အဲ့လိုမျိုးတွေမရှိတော့ဘူးနောက်တစ်ခုကကြတော့ PDF law date တွေပါတယ်နောက်ပြီးတော့ budget year တွေနဲ့law date တွေပါလာဖြစ်တဲ့အတွက်ဥပမာသူ့ရဲ့ပြီးခဲ့တဲ့ budget year ကိုသွားပြီးတော့စည်ရင်မှားသွင်းမိတာမျိုးတွေလုပ်လို့မရတော့ဘူး physical year တွေပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်နောက်တစ်ခုကကြတော့ bank တွေရဲ့ payment တွေနဲ့ integration တွေတွားထားတဲ့အတွက်ကြောင့်မလို့ bank reconciliation တွေလုပ်လို့ရမယ်ဒီလိုမျိုး process တွေပေါ့ reconciliation model တွေပါဝင်တာဖြစ်တဲ့အတွက်ဒါ APAI ရဲ့ reconciliation တွေကိုလည်းတွားလို့ရမှာဖြစ်တယ်နောက်တစ်ခုက compliance ကိုလိုက်နာပြီးတော့တွားတာဖြစ်တဲ့အတွက် IFRS တဲ့ပတ်သက်တဲ့ configuration တွေချမှတ်ထားတာဖြစ်တဲ့အတွက် compliance ဖြစ်နေမယ်ပေါ့နော်နောက်တစ်ခုကကြတော့ test နဲ့ပတ်သက်တဲ့အရာတွေပါမယ် audit trade တွေပါမှာဖြစ်တယ်ပေါ့နော်ကဲရှင်ဟုတ်ပါအဲ့ဒါဆိုရင်လေညီမတို့ထပ်သိချင်တာပေါ့နော်internet control နဲ့ access right တွေ approval metric တွေရောအသုံးပြုလို့ရလားမရတာပေါ့ရှင် access right တွေရဲ့ပြီးတော့ပေါ့နော် approval metric တွေရဲ့ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနက float လိုမျိုးတွေပေါ့နော်တမင်ကြံရွယ်ပြီးတော့လောက်တာတွေဘသူကဘာတွေပြင်လိုက်တယ်ဆိုတော့ trade တွေကို audit trade တွေကိုလည်းလိုက်လို့ရမှာဖြစ်ပါတယ်ရှင်ဟုတ်မှာအဲ့ဒါဆိုရင်ခုနကပေါ့နော်ဒီ Odoo ERP ရဲ့ accounting function တွေ access right တွေဒါမျိုးအားသာချက်တွေကိုသိပြီးပြီဆိုတော့ညီမသိချင်တာကြတော့ပေါ့နော်accounting အတွက်ဆိုရင် reporting ကလည်း attach ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ Odoo ERP ရဲ့ accounting module သုံးခြင်းအပြင်ပေါ့နော်ရလာနိုင်တဲ့ reporting တွေအကြောင်းလေးပြောပြပေးပါဦးမဟုတ်ကဲ့ပါ real time report တွေပေါ့နော်လဲလို့ထုတ်လို့ရတယ်ပေါ့နော် system တွေမှာပေါ့full set ပေါ့နော် full set ကိုအကုန်လုံးထုတ်လို့ရတယ်ခုနက compliance
လုပ်ထားတယ်ပေါ့နော်လဲတို့ဒီ report တွေပေါ့ full set တွေပေါ့နော် statement of profit and loss တွေ statement of financial position တွေ statement of cash flow တွေပေါ့နော်နောက် ratio analysis လိုမျိုးတွေအဲ့ report တွေအပြင် general ledger တွေမဖြစ်မနေပါဝင်ရမယ် try တွေ aging တွေပေါ့နော်ဒီလိုမျိုး report တွေလည်းဒီ system ထဲမှာသူက bid တွေအနေနဲ့ပါဝင်ပြီးသားဖြစ်တယ်အဲ့ report တွေအားလုံးကိုကိုယ့်ရဲ့ division alike ကိုယ့်ရဲ့ department alike branch alike တွေကိုလည်း filter တွေနဲ့ပြန်ပြီးတော့ report တွေကိုပြန်ပြီးတော့ဆွဲထုတ်လို့ရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခုနပြောခဲ့တဲ့ report တွေအပြင် customize report တွေပေါ့ customize ဆိုတာကိုယ်တိုင်ရွေးချယ်ပြီးတော့ဘယ် fee တွေပဲပါမယ်ဘယ်ဟို function လေးတွေနဲ့ပဲပေါ့နော်ဘယ် GL လေးတွေနဲ့ဆွဲပြီးတော့ထုတ်မယ်ဆိုရင် customize report တွေကိုလည်းအဲလိုဆွဲထုတ်ပြီးလို့ရတယ်ပေါ့နော်ဒါကတော့ဟို customize အနေနဲ့သွားလို့ရတဲ့ report တွေဖြစ်တယ်နောက်တစ်ခုက auditory ပါတာဖြစ်တဲ့အတွက်မလို့audit နဲ့ပတ်သက်တဲ့ report တွေကိုလည်း system တွေကနေပြီးတော့ generate ထုတ်ပေးတယ်နောက် tax return တွေပေါ့ tax authority ကိုလောက်ပြန်ပြီးတော့ပေးရမယ်ဆိုတော့ report တွေလည်းထွက်ပြီးတာဖြစ်တယ်ပေါ့နော် fixed asset report တွေအကုန်လုံးပေါ့နော်ပါဝင်ရမယ်ဆိုတော့ bidding report တွေအကုန်လုံးပါဝင်ပါတယ်ရှင်ဟုတ်မှာဒါဆိုရင် Innovate Solution မှာရောဒီလိုမျိုးအတူရပြီး accounting နဲ့ပတ်သက်ပြီးတော့ဗောနော်ဘယ်လိုမျိုး support ပေးနေလဲဆိုတာလေးကိုအမတစ်ချက်လောက်ပြောပြပေးပါဦးဟုတ်ကဲ့ပါရှင်ကျမတို့ဒီပေါ့ Innovate Solution ကတော့accounting ပိုင်းဆိုတဲ့နေရာမှာညီမတို့ကဒီmodule တွေပေါ့နော်ဒီပေါ့ project တွေလာပြီးတော့အပ်တယ်ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့သက်ဆိုင်တဲ့ related module တွေအပြင်ဒီ accounting module တွေကိုလည်းဒါ project အပ်တယ်ဆိုရင်နောက်တော့ဒီ report တွေက full set ပေါ့နော် full set report တွေကိုထွက်ချင်တာဖြစ်တယ်ထွက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့accounting ဘိုင်းကဘယ်လိုပဲဖြစ်ဖြစ်ဒီပေါ့ full set report ကိုထွက်ရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ညီမတို့ကဒီ project တစ်ခုကိုအပ်တဲ့အခါမှာ financial reporting တွေပေါ့နော် financial statement တွေကိုထုတ်ဖို့အတွက်ဆိုရင်ဒီဘက်မှာရှိနေတဲ့ financial consultant တွေနောက်ပြီးတော့ project manager တွေကနေပြီးတော့consult တွေလုပ်ပြီးရပေါ့နော်ပြီးတော့တည်တဲ့အနေနဲ့ financial consultant တွေလည်းထားပေးထားပါတယ်ရှင် Innovate Solution ကတော့ဒီပေါ့နော် accounting ပိုင်းဆိုတာအထက်မှာကျမတို့ကဒီပေါ့နော်ဒီ project တစ်ခုကိုအပ်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ပါဝင်ရမယ့် related module တွေရှိရပေါ့နော်trading တို့ manufacturing တို့ဆိုရင် sales တွေ purchase တွေ inventory တွေ MRP module လိုမျိုးတွေပေါ့နော်ဒါနဲ့ဒီလို module တွေကနေပြီးတော့သူက integrate ဖြစ်ပြီးတော့ accounting တွေကိုစီစစ်မှာဖြစ်တယ်အဲ့တော့မှန်ကန်တဲ့ report တွေမှန်ကန်တဲ့ costing method တွေမှန်ကန်တဲ့ depreciation method တွေဒီလိုမျိုးတွေပေါ့နော်အစရှိသေးဖြစ်ပေါ့နော်ဒီလိုမျိုးတွေကို configuration တွေ set up ချဖို့အတွက်ကိုကျမတို့ဒီဘက်ဒီမှာဆိုလို့ရှိရင် financial consultant တွေထားပေးပါလေအဲ့လို financial consultant တွေအပြင်ကျမတို့ရဲ့ project manager တွေကလည်းပါဝင်ပြီးတော့ consult လုပ်ပြီးတယ်ပေါ့နော်ဒါမှန်ကန်တဲ့ဒီ real time report တွေဒီ project ကြီးပြီးသွားတဲ့အခါကျရင် live သွားတဲ့အခါကျလို့ရှိရင်စည်ရင်းတွေကိုအမြန်ဆုံးပေါ့နော်အမြန်ဆုံးဆိုတာ project ပြီးသွားတာနဲ့ချက်ချင်း report တွေထွက်နိုင်အောင်ပေါ့တစ်လအတွင်းဒါမှမဟုတ်2လအတွင်းအမြန်ဆုံးပေါ့နော်မှန်မှန်ကန်ကန်ထွက်နိုင်ဖို့အတွက်ကို consult တွေလုပ်ပြီးတဲ့ hypercare တွေလုပ်ပြီးပါတယ်ရှင်ဟုတ်မှာအဲဆိုရင်ခုနကမိကုန်းလေးလည်းမိထားခဲ့တာဆိုတော့တော်တော်လေးပြည့်စုံစုံလေးသိလိုက်ရတယ်ပေါ့နော်အဲ့တော့အမားကဒီမှာ implementation လုပ်ထားတဲ့ experience လည်းရှိရဖြစ်တဲ့အတွက်ပေါ့နော်ဒီ accounting နဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်နေတဲ့လုပ်ငန်းရှင်တွေကိုဆိုလို့ရှိရင်ရောအမားဘယ်လိုမျိုးအကြံလေးပေးခြင်းလဲရှင်ဟုတ်ကဲ့ accounting ရဲ့ဒီပေါ့နော်ဟိုဘယ်လိုမျိုးအကြံလေးတွေပေးခြင်းလဲဆိုတော့ဒီပေါ့နော်လုပ်ငန်းရှင်တွေမှာဆိုလို့ရှိရင်ဒီ report တွေကတန်းပြီးတော့မထွက်ဘူးပေါ့နော်ရက်14ရက်ရှိမှတို့10ရက်ရှိမှတို့ဒီလိုမျိုး report တွေထွက်တာကြီးရှိတယ်အဲ့တော့ဒီ ERP system ကိုသုံးတဲ့အခါကျလို့ရှိရင် real time report တွေထွက်နေမှာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုယ့်အနေနဲ့ကလည်းအမြဲတမ်းကြည့်ရှုလို့ရနေရပေါ့နော်အဲ့တော့အမြန်ဆုံးစစ်ဆေးလို့ရတယ်ဘယ်နေရာမှာ block ဖြစ်နေလဲဆိုတာတွေမြင်ရမယ်ပေါ့နော်အဲ့တော့ ERP system ကိုတော့မဖြစ်မနေပေါ့နော်သုံးဆွဲတင်နေလို့ဒီပေါ့နော်လုပ်ငန်းရှင်တွေကိုအကြံပေးခြင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းရဲ့ပုံမှာမူတည်ပြီးတော့ပေါ့နော် manufacturing လုပ်ငန်းဆိုလို့ရှိရင်လည်းသူ့ရဲ့ manufacturing order တွေဘယ် work center တွေမှာဘယ်နေရာတွေမှာ block တွေဖြစ်နေရလဲပေါ့နော်ဒါမျိုးတွေကြည့်လို့ရတယ်ပေါ့နော်လုပ်ငန်းကြည့်ရင်ကြည့်တယ်လို့ကိုယ့်ရဲ့လုပ်ငန်းမှာရှိနေတဲ့မှားနေတဲ့ဟာတွေဟိုလဲဟိုကိုက control လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ accountant တွေက historical transaction တွေပေါ်မှာပဲသွားပြီးတော့အလုပ်တွေလုပ်နေရတဲ့အခါမှာရှေ့ကိုမရောက်တာတွေပေါ့နော်သူက historical transaction တွေကိုပဲပြန်ပြီးတော့ report တွေပြန်ထုတ်နေရဖြစ်တဲ့အတွက်အဲ့လိုမျိုးတွေရဲ့လုံဆောင်ရတာတွေကနေပြီးတော့ရောကျသွားနိုင်တယ်ပေါ့နော်
management report တွေကိုပို့ပြီးတော့အားဆိုင်နိုင်တာမျိုးတွေပို့ပြီးတော့လုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒီ innovative solution ကနေပြီးတော့ပေါ့နော်ဒီ O2 ERP ကိုလည်းpartner အနေနဲ့ supporting လုပ်ပေးနေပါတယ် consult လုပ်ပေးနေပါတယ်နောက်တစ်ခုက implement နေလည်းပြုလုပ်ပေးနေတယ်ပေါ့နော်အဲအကြောင်းမလို့လုပ်ငန်းရှင်တွေရဲ့ဒီပေါ့နော် financial report တွေမထွက်နေရတဲ့အခက်အခဲဖြစ်နေတာပြီပေါ့နော်လုပ်ငန်းမှာ block ဖြစ်နေတာတွေကို innovative solution ကိုဆက်သွယ်စီချင်ပါတယ်ရှင်ဟုတ်ကဲ့